ချက်နေလို့နော်သူကကြတော့အဲ့ဒီလေးကတော့အတန်မရှိဘူးပေါ့နော်ဆိုတော့တစ်ချက်ပြောလို့မယ်တစ်ချက်ဒါမျိုးလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဘေးကနေပြောလာမယ်ညာဘက်ကနေလာမယ်နည်းနည်းခတ်သုံးလို့ဖတ်ချပြီးတော့အောက်ကိုဆွဲချလိုက်မယ်အလွယ်ကိုကြည့်မယ်ဆိုရင်ခွန်လေးပေါ့အင်္ဂလိပ်အက်ကခွန်ပွင့်လေးနော်ဆိုတော့အဲ့ဒါတစ်ချက်ရေးမယ်ပြီးလို့ရှိရင်ဒီအလဲကနေပဲပြန်ပြီးတော့ဆွဲချလိုက်မယ်။ဒါမျိုးနှစ်ချက်ပဲရှိမယ်။ဒီကကြတော့ချက်နော်ဆိုတော့တစ်ချက်ဆိုတော့ဒီလိုမျိုးလေးစောင်းစောင်းလေးဆွဲလိုက်တာကတော့တစ်ချက်ရွက်လေးဆွဲတာလေးကနှစ်ချက်ထုတ်ချက်လေးကတော့နှစ်ချက်ပဲရှိမှာပေါ့နော်။ဟုတ်ပြီတစ်ခါပြန်လုပ်မယ်။တစ်ချက်နှစ်ချက်ဒါမျိုးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့အဲ့လိုမျိုးလေးစင်တပုံလေးထပ်ဆွဲမယ်ဆိုတော့အပေါ်မှာစောင်းချက်လေးတစ်ချက်ပို့လာတယ်ပေါ့နော်ဒီညာလေးပဲအဲ့တော့ဆရာတော်ဒီလိုစောင်းလေးဆွဲလိုက်မယ်ဒီချက်ပြီးလို့ရှိရင်ဒီပေါ်မှာလည်းလေးပဲနှစ်ချက်ပြီးလို့ရှိရင်ဒီကလည်းလေးပဲပြန်ပြီးအောက်ကိုဆွဲချလိုက်မယ်သုံးချက်ဒီကကြတော့ချအဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ဒီပုံမှာရှိတဲ့ဟာလေးကတော်တော်များများကတော့ဒီလိုမျိုးအထောင်တက်တဲ့မျိုးလေးဆွဲရတယ်ရှိတယ်ဒါမှမဟုတ်ရှင်အခုလိုမျိုးဒီချက်ဆွဲလို့ပဲအဆောင်လေးဆွဲလဲရတယ်နောက်တစ်ခုဒီလိုမျိုးလေးဘေးရလေးဆိုလည်းပဲရတယ်အစင်ကြီးပိုစင်လိုကြီးလို့ရတယ်ပေါ့နော်ဒါလေးတစ်ချက်ဟုတ်ပြီအဲ့ဒါလေးပြန်လုပ်ပေးမယ်တစ်ချက်နှစ်ချက်သုံးချက်ရှိရပါတော့အဲ့တော့ဒီနေရာမှာဒီပုံမှာရှိတဲ့အဆက်ကလေးကိုတစ်ချက်ပြန်ရှင်းပေးမယ်အဲ့တော့ဒီအဆက်လေးကဒီမှာတစ်ချက်ဆွဲလိုက်ဟောဒီအောက်မှာရှိတဲ့မြင်းချောင်းလေးတစ်ခါဆွဲလိုက်ဆွဲလိုက်တဲ့အခါမှာဒီအပေါ်မှာရှိတဲ့မြင်းချောင်းလေးကဒီရဲ့အောက်မှာရှိတဲ့မြင်းချောင်းလေးရဲ့သုံးပုံဝင်တစ်ပုံပဲဆွဲပေးမယ်အရင်အရှိဆွဲစရာမလိုဘူးเนาะအဲ့နမူနာတစ်ချက်ဆွဲပေးမယ်เนาะဒီအပေါ်မှာရှိတဲ့မြင်းချောင်းကအရှိဆွဲလိုက်မယ်တစ်ချက်เนาะအဲ့အောက်မှာရှိတဲ့မြင်းချောင်းလေးဆွဲလိုက်မယ်အရန်ရှင်တဲ့အခါကျတော့ကြည့်ရတာမလောက်ဘူးပေါ့နော်အဲ့တော့ဒီမြင်းချောင်းလေးရဲ့သုံးပုံပုံကြီးတပုံဆိုရင်ရတယ်ပါတဲ့ပုံလေးပဲရတယ်နော်အဲ့တော့ပြန်လို့ရမယ်နော်အစားဆုံးဆိုတော့တစ်ချက်နှစ်ချက်သုံးချက်ဒါမျိုးလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခါထပ်တော့မယ်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့အရှိမဒီကခါလေးမှတ်မိလားနော်ခါလေးလေးပြောပြမယ်ဘယ်ကနေညာလာလိုက်မယ်တခါရတန်းချလိုက်ဒါလေးကခါအဲ့တော့အလဲမှာပြန်ဖြတ်လိုက်မယ်ဒီကကြတော့ခါဟုတ်နော်နောက်တစ်ခါပြောမယ်ဒီကိုဒီပြောမယ်တစ်ချက်နှစ်ချက်အဲ့တော့ဒါလေးကတစ်ချက်ဒီအလဲလေးမှာပြန်ပြတာလေးကနှစ်ချက်ဟုတ်နော်ဆိုတော့တစ်ချက်နှစ်ချက်နည်းနည်းလေးကိုစောင်းသွားတယ်ဗောနော်ဒီစားမရှိဘူးဗောနော်ဟုတ်ပြီတစ်ချက်နှစ်ချက်ဒီရှိပြီဗောနော်ဒါလေးကခါစီပြီဗောနော်ဟုတ်ပြီနောက်တစ်ခုထပ်သွားကြည့်မယ်နော်ဟုတ်ပြီနောက်တစ်ခုကကြာတော့အရင်ဆုံးညီညကြီးလေးကိုဆွဲလိုက်မယ်ဘယ်ကနေသွားမယ်တစ်ချက်ထပ်သွားမယ်နှစ်ချက်ဟုတ်ပြီအပေါ်လေးကတော့တစ်ခါတန်းသက်ချမယ်သုံးချက်ဟုတ်နော်ဒီကကြာတော့ထဟုတ်နော်ဆိုတော့ဆုံးချက်လေးတွေထပ်သွားမယ်တစ်ချက်နှစ်ချက်သုံးချက်သုံးခုရှိတယ်ပေါ့နော်ဒါလေးကတစ်ချက်ဒုတိယမြောက်လေးကနှစ်ချက်ဒီလိုမျိုးထပ်လာလေးကသုံးချက်အင်္ဂလိပ်အကေကအီလေးနဲ့သက်စင်စင်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုထပ်သွားလို့မယ်နော်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်နော်တစ်ချက်နှစ်ချက်သုံးချက်တ
တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါမျိုးလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ညနေကြောင်ဘယ်ကနေလို့ညာလေးကိုဆွဲလိုက်မယ်တစ်ချက်နော်ဟုတ်ပြီအဲ့ညနေမှာဒီလေကားလေးမှာအောက်ကိုလေးဆွဲချလိုက်မယ်နှစ်ချက်ထပ်ပြီးတော့ဆွဲမယ်သုံးချက်ဟုတ်ပြီနောက်ဆုံးမှာအောက်လေးလေးပြန်ပိတ်လိုက်မယ်လေးချက်ပေါ့နော်ဒီမှာကြတော့ဟာဟုတ်ပြီဒီကသုံးချက်လေးတစ်ခါပြန်လုပ်ပြီးမယ်နော်အဲ့တော့တောက်ပေါ်လေးကတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်ထပ်တော့မယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်အဲ့ဒီမြောင်းလေးကတစ်ချက်ဒီဒါလေးကနှစ်ချက်သုံးခုမြောက်ဒါလေးကတော့လေးခုမြောက်ဒါမျိုးနော်ဟုတ်ပြီပြန်တော့မယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒီခုနော်ဟုတ်ပြီတစ်ချက်နှစ်ချက်သုံးချက်လေးချက်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒီကြရနော်ဟုတ်ပြီဒီစီကိုဘယ်လိုလုပ်ရှိရလဲမှတ်မိလားနော်တစ်ခုပဲကျွန်တော်နော်သွားကြည့်မယ်အဲ့တော့ခုနကတော့အဆက်လေးတစ်ချက်ပေါ့နော်အပေါ်မှာရေးခဲ့တယ်မယ်ဆောင်းလုံးလေးဆွဲလိုက်မယ်တစ်ချက်ဟုတ်နော်နောက်တစ်ခုညညလေးတောင်းထပ်ဆွဲလိုက်မယ်နှစ်ချက်အဲ့တော့ဒီအပေါ်နဲ့အဆက်လေးနဲ့အောက်ကညညလေးနဲ့ထိလဲရတယ်မထိလဲရဘောလုံးကြည့်ဘူးနော်ဟုတ်ပြီအောက်ဆုံးလေးမှာငါကြတော့ဒါလေးလိုက်ဆိုတော့သူကဒါလေးကဟာအဲ့တော့သူကဒါလေးပဲဒီညညလေးကအဆောင်လေးဆွဲလဲရတယ်အထောင်လေးဆွဲလဲရတယ်ဘေးရဆွဲလဲရကိစ္စမျိုးရှိနော်အဲ့တော့တက်လို့ပေးမယ်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်နော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ဒါလေးကတော့ဝင်ပြီးဆက်လေးလုံးစွာလေးကိုလုပ်ပြီးသွားတာဖြစ်ပါတယ်ဟုတ်နော်အဲ့တော့ဒီနေ့အစင်ပါနော်အဲ့ဝင်ပြီးလေးရသွားပြီဆိုလို့ရှိရင်နောက်တစ်ခါကြံနေတယ်ပေါင်းဆက်လေးကြံနေရနော်ပေါင်းဆက်လေးမှာဘယ်နှလုံးရှိလဲမှတ်မိသေးလားနော်အဲ့ဒါသွားကြည့်မယ်နော်ဒီကြမှာနော်โอเคကြမှာဆိုလို့ရှိရင်ဖြတ်လိုက်မယ်နော်ဆိုတော့အဲ့ခေါင်းစဉ်လေးပါဖြတ်လိုက်မယ်ခေါင်းစဉ်လေးရသွားတယ်ပေါင်းဆက်ကြီးဘယ်နှလုံးရှိလဲမှတ်မိသေးနော်ပေါင်းဆက်ကြီးက5လုံးရှိမှာပေါ့နော်အဲ့တော့ပထမဆုံးရေးခဲ့တဲ့ခါဆိုတဲ့အခရာလေးသွားမယ်။ဒီကနေလာမယ်တခါတန်းဆွဲချမယ်။ဟုတ်ပြီနော်။အဲ့ဒီခါလေးကိုနှစ်ခုကပ်ပြီးရေးမယ်နော်။ခါလေးနှစ်ခုကပ်ပြီးတော့ရေးလိုက်မယ်။နှစ်ခုကိုရေးပြီးရေးမယ်။ဒါလေးကကနှစ်ခုကိုကပ်ပြီးလိုက်မယ်။ဟုတ်ပြီနော်။နောက်တစ်ခုဒါလေးတော့မပြီးလာဘူးနော်။ဟုတ်ပြီအဲ့ဒါလေးပဲသူလည်းပဲဓာတ်လေးနှစ်ခုကိုကက်ပြီးတော့ရေးလိုက်မယ်ဒါလေးကတော့တက်ဟုတ်နော်ဟုတ်ပြီအဲ့ဒါလေးကိုထပ်သွားမယ်ဒါလေးမမိသေးလားမသိနော်ဒါလေးကတော့ဘာလေးနှစ်ခုကိုကက်ပြီးတော့ရေးမယ်ဘာနှစ်ခုကိုကက်ပြီးတော့ရေးမယ်သူကပနော်ဟုတ်ပြီနောက်တစ်ခုဒါလေးမမိသေးလားမသိနော်ဒါလေးကတော့စအဲ့တော့စနှစ်ခုကိုကပ်ပြီးတော့ရေးလိုက်မယ်စနော်ဟုတ်ပြီနောက်ဆုံးတစ်ခုဒါလေးမမြင်ဘူးနော်မမြင်သေးမထင်ပါနဲ့အဲ့တော့ခြားနှစ်ခုကပ်ပြီးတော့ရေးလိုက်မယ်နော်ခြားနှစ်ခုကပ်ပြီးရေးတာကဒါလေးကကြအဲ့ဒါလေးကဒါပါစာကြဆိုရဲပေါင်းဆက်ကြီး5လုံးအဲ့အရှိမကဝင်းကြီးက14လုံးအခုမြေပေါင်းဆက်ကြီးက5လုံးဆိုအားလုံးပေါင်းကြီးပဲ19လုံးရှိတယ်လွယ်ပါတယ်နော်အဲ့တော့ဒီတိစင်ပြတော့မကျင်နော်အဲ့တော့နောက်ထပ်ပေါင်းမွေးတရာတွေကတော့သွားပြီးလို့ရနိုင်ပါပြီနော်မကြည့်အောင်နော်โอเคရှင်းမလေးကြည့်ပါဦးနော်โอเค